သေးတွေအရန်ကြိုက်တယ် ရမ်းကြိုက်တယ်စသားကြော်လေးကြော်ထားတဲ့ဗီဒီယိုဖိုင်လေးကိုတင်လိုက်တာဖြစ်ပါတယ်အဆင့်ဆင့်လေးလည်းလုပ်ပြထားပါတယ် ရွေးလည်းမရွေးတော့ကျုံမုံထည့်ပြီးတော့နေပါမယ်ကြက်ဥကိုထည့်ပြီးတော့နေရမှာဖြစ်ပါတယ်ကြက်ဥလေးရေနော်ကြက်ဥထည့်လိုက်ပါခုနှစ်ပါစသားတပိတ်တာဝယ်ပြီးတော့ကြော်မှာဖြစ်ပါတယ်သူကတော့နှံ့အောင်နေပြီးသွားတာဖြစ်ပါတယ်ရှင်စီပူဦးလေးတည်ထားပါမယ်အခုကတော့စီပူတွေကိုထည့်လိုက်တာဖြစ်ပါတယ်စသားလေးကိုစီပူတွေကိုထည့်ချွေဝါရောင်လေးတန်းသွားထိကြောမှာဖြစ်ပါတယ်ခုဆိုရင်ရွှေဝါရောင်လေးတန်းလာပါပြီဟိုဘက်ကိုလှန်ထားဖြစ်ပါတယ်ခုကတော့ဆယ်ထားရနေထားပါနောက်ထပ်လည်းရှိပါသေးတယ်ကြံပါသေးတယ်အိုးအလုံးပြီးတော့ပါပြီတပိတ်တာကိုတပိတ်တာကြော်တာ17တုံးရပါတယ်အဲ့ဟော10တုံးပေါ့နော်10တုံးရပါတယ်ရှင်ကဲ